1941 ခုနှစ်မှာကဘာကြီးဟာဒုတိယကဘာစစ်မီးနဲ့လောင်မြိုက်နေခဲ့ပါတယ်။အကြီးတန်းစာချင်းတူဖြစ်သူကာလက်ရှ်နီကော့ဖ်ဟာဆိုဗီယက်ပြည်ထောင်စုရဲ့ရုရှားနီတပ်မှာတင့်ကားမှုအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ကျန်းတန်းတဲ့ဘရိုယက်တိုက်ပွဲအတွင်းမှာဂျာမန်တွေရဲ့တင့်ကားဖြတ်အမြောက်တွေကိုဖျက်ဆီးပစ်ကာပြင်းထန်တဲ့ရေးဆွမ်းတပ်တီကိုပြသခဲ့ပါတယ်။ဒါပေမဲ့သူကိုယ်တိုင်လည်းပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တာကြောင့်ရှေ့တန်းကနေထွက်ခါခဲ့ရပါတယ်။နောက်တန်းကိုပို့ဆောင်နေစဉ်မှာကန်ဂျမာသူ့ကိုအခိုက်အတန့်တစ်ခုဖော်ဆောင်ပေးခဲ့ပါတယ်။ကလရှ်နီကော့ဖ်တို့အဖွဲ့ကိုတေလာတဲ့ကားဟာလမ်းမှာဘီးပွက်ထဲနစ်တွားခဲ့တာကြောင့်အနီးအနားဟာအိမ်တစ်ခုစီကိုမြင်းနဲ့ကူးဆွဲခိုင်းပေးဖို့သူနဲ့ရေးပေါ်တူအတူတွားခဲ့ကြပါတယ်။ဒါပေမဲ့အထက်ကထွက်လာတဲ့သူတွေဟာဂျာမန်စစ်သားတွေဖြစ်နေပြီးအပြန်အလှန်ပစ်ခတ်ရမယ့်အချိန်မှာသူ့ရေးပေါ်ရဲ့အတစ်ဆက်ဆက်ဆိုဗီယက်စစ်တပ်နဲ့ဟာဆူဆိုရွရွချို့ယွင်းတွားခဲ့ပါတယ်။အကြောင်းရင်းကတော့ကြီးအိမ်ထဲမှာရေခင်းနေတာဖြစ်ပြီးကြီးတွေကိုမဂဇင်းထဲမှာပိတ်မိစေခဲ့တာပါစပရင်ကလည်းကြီးတွေကိုကောင်းကောင်းခွဲထားနိုင်ဖို့အားမကောင်းခဲ့ပါဘူးဒီတေးစေနိုင်တဲ့ဒီဇိုင်းအမားကိုမြင်လိုက်ရတဲ့အခါကလရှ်နီကော့ဖ်ရဲ့ရွေချက်တစ်ခုကမိထားတောက်လာခဲ့ပါတယ်အဲ့ဒါကတော့သူကိုယ်တိုင်လေ့လာထားတဲ့တီထွင်မှုစွမ်းရည်ကိုအသုံးပြုပြီးဆိုဗီယက်စစ်တပ်အတွက်ယုံကြည်စိတ်ချရတဲ့အော်တိုမက်တစ်လက်နက်အသစ်ကိုဒီဇိုင်းထုတ်ဖို့ပါပဲဒီလိုနဲ့နောက်တန်းကိုပြန်ရောက်လာပြီးဆရာဝန်ကတော့ဒဏ်ရာပြန်လေတက်တာဖို့အိမ်ပြန်အနားယူဖို့အကြံပေးချက်ကြောင့်ရထားတစ်စီးနဲ့အတူပြန်လာခဲ့ပါတယ်ဒါပေမဲ့ကလရှ်နီကော့ဖ်ရဲ့စိတ်အားထက်သန်မှုဟာအိမ်မပြန်ပဲကာဇက်စတန်နိုင်ငံကဘူတန်တစ်ခုမှာရှင်းနေရဖို့ဖြစ်စေခဲ့ပါတယ်အဲ့ဒီကလက်နက်စက်ရုံတစ်ခုမှာသူဟာအင်ဂျင်နီယာအဖြစ်အရင်ကအလုပ်လုပ်ခဲ့ပူးပါတယ်အဲ့တုန်းကသူ့ရဲ့ကိုပိုင်လက်နက်ဒီဇိုင်းတွေဖန်တီးဖို့ကိုတောင်ရဲ့အလုပ်ရုံကိုအခွင့်မရှိပဲအသုံးပြုခဲ့တဲ့အတွက်အလုပ်ထုတ်ခံခဲ့ရတာပါအခုဒီတစ်ခါမှာတော့သူဟာသူ့ရဲ့တီထွင်မှုကိုလှုပ်ဆောင်ခွင့်ပြုဖို့သူ့ရဲ့အရင်အထက်အရာရှိခရိုထော့ဖ်ကိုတောင်းဆိုခဲ့ပါတယ်ခရိုထော့ဖ်ကတော့အရင်အခါတွေတုန်းကစစ်စေးရေးတွေနဲ့ပြည်ထနာတိုက်ခဲ့ရတာကြောင့်ကလရှ်နီကော့ဖ်ကိုငင်းပယ်ခဲ့ပါတယ်ဒါပေမဲ့ကလရှ်နီကော့ဖ်ကအရှုံးမပေးပါဘူးသူဟာသူ့ရဲ့လက်နက်ပုံချမ်းကိုဘူရာဝိုလာတဲ့ယာထူးမြင့်အရာရှိဘက်ဆာရော့ဖ်ကိုတင်ပြခဲ့ရမှာဆက်လက်ဆောင်ရွက်ဖို့ချက်ချင်းခွင့်ပြုချက်အမိန့်ရခဲ့ပါတယ်လက်နက်စက်ရုံကအလုတ်သမားတစုဟာလည်းကလရှ်နီကော့ဖ်ကိုစိတ်အားထက်သန်စွာနဲ့အလုတ်ချိန်ပြင်ပမှာကူညီလှုပ်ဆောင်ပေးခဲ့ကြပြီးဒီအကူအညီတွေကြောင့်ပဲကလရှ်နီကော့ဖ်ဟာသူ့ရဲ့ပထမဆုံးစစ်တပ်နက်ကိုအောင်မြင်စွာတပ်ဆင်နိုင်ခဲ့ပါတယ်သူဟာဒီစန်တက်မော်ဒန်ကိုအရာရှိဘက်ဆာရော့ဖ်ရှိတဲ့အယ်မာအော်ချော်မြို့စီတွားရောက်ပြသဖို့စ조사ခဲ့ပေမဲ့အထင်လွဲမှုတစ်ခုကြောင့်ထိမ့်သိမ်းခံလိုက်ရပါတယ်ဒါပေမဲ့လက်နက်ခဲယမ်းအရာရှိတူကသူ့တနက်ရဲ့စန်တစ်တဲ့ဒီဇိုင်းကိုသတိထားမိပြီးအကဲဖြတ်မှုလုပ်ဖို့အတွက်ပို့ဆောင်ပေးခဲ့ပါတယ်အစမ်းပစ်ခတ်ပြီးတဲ့အခါမှာငင်းလို့မရအောင်ပဲကလရှ်နီကော့ဖ်ရဲ့တနက်ကလက်ရှိမော်ဒန်အားလုံးထက်စွမ်းဆောင်ရည်ပိုကောင်းပြီးပုံမတိကျပါတယ်သူဟာပြန်လည်လွတ်မြောက်လာပြီးသူ့ရဲ့လက်ရာကိုဘိုဂျီဖဲဖော့စီတင်ပြဖို့တိုက်တွန်းခံခဲ့ရပါတယ်ဗိုလ်ချုပ်ကြီးကလည်းအထင်ကြီးသွားပြီးသူ့ကိုနိုင်ငံတော်လက်နက်ဒီဇိုင်းပြိုင်ပွဲအတွက်ခွင့်ပြုခဲ့ပါတယ်အဲနောက်မှာတော့ကလရှ်နီကော့ဖ်ဟာလက်နက်စက်တက်ရေးစခန်းဖြစ်တဲ့ဂလူဖင်ကိုရောက်လာခဲ့ပါတယ်ဒီမှာသူဟာဘိုဂျီအလက်ဆီနဲ့ဆာဂေးတို့လိုမျိုးလေးစားခံရတဲ့ပညာတတ်လက်နက်ဖန်တီးသူတွေနဲ့ရှင်ပြိုင်ရမယ့်အန်ဒီယေကြီးရဲ့ပြိုင်ပွဲထဲကိုဝင်ရောက်ခဲ့ပါတယ်အဲ့ဒါအပြင်ထက်မြက်တဲ့ဒီဇိုင်းလက်ထောက်မလေးခက်ယာဆိုသူကလည်း S ခန်းမှာရှိနေခဲ့ပါတယ်ဒီတက်အလုတ်ခန်းတစ်ခုရသွားပေမဲ့ကလရှ်နီကော့ဖ်ဟာစနစ်တကျဒီပညာကိုသင်ယူခဲ့တဲ့သူမဟုတ်တာကြောင့်ပြိုင်ပွဲအတွက်လိုအပ်တဲ့အသေးစိတ်အင်ဂျင်နီယာပုံတွေကိုထုတ်ပေးဖို့အခက်အခဲရှိနေခဲ့ပါတယ်ဒါကြောင့်မို့လို့ကလရှ်နီကော့ဖ်ကိုခက်ယာနဲ့အတူအလုပ်လုပ်ဖို့တာဝန်ချပေးခံခဲ့ရပါတယ်ခက်ယာဟာအစပိုင်းမှာအေးဆက်နဲ့စီးထားပြီးဆက်ဆံခဲ့ပေမဲ့ကလရှ်နီကော့ဖ်ကသူမတောင်းဆိုတဲ့လေးစားမှုနဲ့ professional ဆက်ဆံရေးမျိုးနဲ့ဆက်ဆံခဲ့တဲ့အခါသူမနဲ့စတင်နီးစပ်ခွင့်ရလာခဲ့ပါတယ်ဒီလိုနဲ့ပြိုင်ပွဲရလက်ကျင်ညာမင်းတွေကိုရောက်လာခဲ့ပြီးကလရှ်နီကော့ဖ်ရဲ့ပထမဆုံးလက်နက်ဟာအလက်ဆီရဲ့ဒီဇိုင်းကိုအရှုံးပေးခဲ့ရပေမဲ့အလက်ဆီကတော့အားပေးစကားပြောပြီးသူ့ရဲ့ပါရမီကိုအတိမတ်ပြုခဲ့ပါတယ်စိတ်တက်ကြရတဲ့ကလရှ်နီကော့ဖ်ကတော့အိမ်ပြန်တို့ဖို့ပဲစဉ်းစားနေခဲ့ပေမဲ့ပို့ပါပြီးတရားလွယ်ကူတဲ့လက်နက်ဒီဇိုင်းပြိုင်ပွဲမှာပါဝင်ဖို့တိုက်တွန်းခံခဲ့ရပါတယ်ပို့ပါတဲ့စစ်တပ်နဲ့အဖြစ်ပြောင်းလဲဖို့ကိုပဲအာရုံစိုက်ပြီးဒီဇိုင်းအသစ်တွေဆက်လက်တည်ထွင်ဖို့ခွင့်ပြုချက်လည်းရခဲ့ပါတယ်1944ခုနှစ်အရောက်မှာတော့အယ်မာအာချာမှာပဲပြစ်ပြမှုမှန်ရေးတွေနဲ့စန်တက်မှုတွေအပြီးမှာပထမဆုံးစန်တက်မိုဒန်အဆင့်တင်ဖြစ်လာခဲ့ပါပြီနောက်တစ်ဆင့်စန်တက်မှုအတွက်ဂလိုဗင်ကိုပြန်တွားရမှာဖြစ်ပြီးကလရှ်နီကော့ဖ်နဲ့အတူပြည်နယ်လုံခြုံရေးမှူးလိုဗော့ဖ်ကလိုက်ခဲ့ပေးမှာဖြစ်ပါတယ်ဒါပေမဲ့ယထာပူရာမှာကလရှ်နီကော့ဖ်အတွက်နာကျင်စရာတစ်ခုကြုံတွေ့ခဲ့ရပါတယ်သူ့ရဲ့အကိုအရင်ခောက်ဟာပြည်မှုတစ်ခုကြောင့်ဘူလက်အချင်းစခန်းစီကိုတွားမဲ့ယထာတစည်းပေါ်ခေါ်ဆောင်တွားခံခဲ့ရတာကိုမြင်လိုက်ရပါတယ်သူကမတိချင်အောင်ဆောင်ခဲ့ပေမဲ့လိုဗော့ဖ်ကတော့ဒီအဖြစ်အပျက်ကိုမြင်ခဲ့ပါတယ်ဒီလိုနဲ့ဂလူဗင်ကိုတွားတဲ့လမ်းမှာလိုဗော့ဖ်ကကလရှ်နီကော့ဖ်ကိုနိုင်ငံတော်ရဲ့ရန်သူ
တူဖြစ်ကြောင်းမူနဲ့ဆွဆွဲပြီးပြောဆိုခဲ့ပါတယ်။ Kalashnikov ကတော့ socialist ဝါဒအတွက်သူမိသားစုဆွန့်လွတ်အနစ်နာခံခဲ့ပုံကိုပြောပြပြီးသူဟာနိုင်ငံချစ်မြတ်နိုးသူဖြစ်ကြောင်းပြင်းပြင်းထန်ထန်ခုခံကာကွယ်ခဲ့ကသူ့အကိုကို8နှစ်ကြာမတွေ့ခဲ့ရကြောင်းလည်းရှင်းပြခဲ့ပါတယ်။စန်တက်ကွင်းကိုပြန်ရောက်တဲ့အခါသူခက်ရနဲ့ပြန်ဆုံခဲ့ပြီးသူတို့ရဲ့အလုပ်ဆက်ဆံရေးရာအချစ်ဇလန်အဖြစ်ပိုနှက်ရှင်းလာခဲ့ပါတယ်။ Kalashnikov ရဲ့ဒီဇိုင်းအသစ်ဟာစန်တက်မှုမှာကောင်းမွန်စွာစမ်းဆောင်နိုင်ခဲ့ပေမဲ့ရှင်ပြိုင်တဲ့ modern တွေထက်တခုမှအရေးအတွက်အမြောက်အများထုတ်လုပ်ဖို့မရိုးရှင်းဘူးလို့ပွဲစီစဉ်သူတွေကဆုံးဖြတ်ခဲ့ကြပါတယ်။ဗိုလ်မှူးကြီး Glukov ကတော့ Kalashnikov ရဲ့မွေးရာပါရမီကိုယုံကြည်ကြောင်းပြောပြပြီးသူ့ရဲ့ဒီဇိုင်းကိုရိုးရှင်းအောင်နဲ့ပြည့်ပြည့်စုံအောင်ဆက်လုပ်ဖို့ Gluvin မှာဆက်နေဖို့တောင်းဆိုခဲ့ပါတယ်။ညဘက်အိပ်ရာထဲမှာတော့ Kalashnikov ဟာငယ်စဉ်ကလေးဘဝတုန်းကအကြောင်းတွေကိုအသွေးနေချိနေခဲ့ပါတယ်။အဲနောက်မှာတော့ Kalashnikov ဟာခက်ရာရဲ့အမေဖြစ်သူနဲ့တွေ့ဆုံခဲ့ပြီးခက်ရာကိုလက်ထပ်ကွင်းတောင်းခဲ့ပါတယ်။ဒီလိုနဲ့ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကိုရောက်လာခဲ့ပြီးဆိုဗီယက်ပြည်ထောင်စုပါဝင်တဲ့မဟာမိတ်အင်အားစုဘက်ကအနိုင်ရရှိသူတွေဖြစ်လာခဲ့ပါတယ်။စစ်ပွဲပြီးဆုံးတဲ့အခါ Kalashnikov ဟာသူလုပ်ခဲ့တာတွေဟာအရာမဝင်မှာကိုစိုးရိမ်လာခဲ့ပါတယ်။ဒါပေမဲ့အကောင်းဆုံးလက်နက်အတွက်ရေရှည်လိုအပ်ချက်ကိုကြိုတိရဲ့အထက်အရာရှိကသူ့ကိုဌာနအတစ်တစ်ခုပေးခဲ့ကသူ့ရဲ့တိုက်ခိုက်ရေး rifle design ကိုဆက်လက်တည်ထွင်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒီလိုနဲ့စစ်ကနေပြန်လာတဲ့ Alexei ရဲ့လိုအပ်ချက်တွေကိုထောက်ပြမှုနဲ့အတူ Kalashnikov ဟာလုံးဝအတစ်ဖြစ်တဲ့ automatic rifle ကိုအဆင့်တစ်ဖြစ်စေခဲ့ပြီး1949ခုနှစ်မှာ Kurov လက်နက်စက်ရုံကိုပို့ဆောင်ခံခဲ့ရပါတယ်။ Kalashnikov ကတော့အဲ့ဒီစက်ရုံကိုတွားရမှာခံစားချက်မကောင်းနေခဲ့ပါဘူး။အကြောင်းကတော့လက်နက်ဒီဇိုင်းလောကမှာသူ့ရဲ့ပြင်းထန်ဆုံးပြိုင်ဘက်တူဖြစ်တဲ့ Bolshoi Vasily ကအဲ့ဒီစက်ရုံကိုဦးစီးနေလို့ပါ။သူ့အတွက်အခွင့်အရေးများတတ်တာရမှာမဟုတ်ဘူးလို့ယူဆခဲ့ပါတယ်။တကယ်လဲလက်နက်ပြီးတဲ့အခါမှာစက်တက်ပစ်ခတ်ဖို့ကိုအချိန်လို့ချက်ချင်းမရခဲ့ပါဘူး။စိတ်မရှိတဲ့ Kalashnikov ကတော့ခွင့်ပြုချက်မရှိဘဲသူ့ပါတာပဲကွင်းစင်ဆက်တက်မှုကိုလှုပ်ဆောင်ခဲ့ပါတယ်။အခွင့်မရဘဲစက်တက်မှုကြောင့်သူ့ကိုချက်ချင်းဖမ်းဆီးခဲ့ပြီး Bolshoi Vasily ရဲ့ရှေ့ကိုခိုးဆောင်ခံခဲ့ရပါတယ်။ဒါပေမဲ့ Bolshoi ကတော့အားတင်းဖွယ်ကောင်းတဲ့ဟာကိုလုပ်ပြခဲ့ပါတယ်။ Kalashnikov ကိုအပြစ်ပြောမဲ့အစား Bolshoi က Kalashnikov ရဲ့တာလွန်တဲ့ပါရမီနဲ့သူ့ဒီဇိုင်းရဲ့ထူးချွန်မှုကိုစိတ်ရင်းမှန်နဲ့လေးစားကြောင်းပြောပြခဲ့ပါတယ်။သူ့ရဲ့လက်နက်ဟာ Kalashnikov ရဲ့ဟာမျိုးနဲ့တိုင်ရမယ်အဆင့်မဟုတ်ကြောင်းပြောကပြိုင်ပွဲရနေသူ့ကိုယ်သူနှုတ်ထွက်လိုက်ပါတော့တယ်။ဒီလိုနဲ့ Kalashnikov ရဲ့လက်နက်အတစ်ကိုဒီတွေတေးတွေကြားထဲမှာနစ်မြုပ်စက်တက်ခဲ့ရမှာကောင်းစွာအလုပ်လုပ်ပြီးချုပ်ယွင်းချက်မရှိအောင်မြင်ခဲ့ပါတယ်။1949ခုနှစ်အရောက်မှာတော့အကြီးစားကွင်းစင်စက်တက်မှုတွေလုပ်ပြီးနောက် Kalashnikov ရဲ့လက်နက်အတစ်ကိုအရေးအတွက်အမြောက်အများထုတ်လုပ်ဖို့အတည်ပြုခဲ့ပြီး AK-47 လို့အမည်ပေးခဲ့ပါတယ်။ Kalashnikov ဟာဂုံတိတ်ခါရှိရဲ့စတာလင်စုကိုချီးမြှင့်ခံခဲ့ရပြီးဖွင့်ရရှည်လည်းရရှိခဲ့ကသူ့ဇနီးနဲ့တာသမီတွေကိုခေါ်ယူပြီးရွာမှာရှိရဲ့သူ့မိခင်စီနောက်ဆုံးတွားရောက်ခဲ့ရင်ဇလန်လေးဟာပြီးဆုံးသွားခဲ့ပါတယ်။